တရုတ်နိုင်ငံရဲ့တန်တမာရေးရာဖိအားနဲ့ဂျောင်းဝင်တွန်းအားပေးမှုတွေကြောင့်ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ကိုးကန့်တပ်ဖွဲ့ MNDAA တို့ကလာမယ့်ဩဂတ်စ်လအတွင်းနေပြည်တော်ကိုတွားရောက်ပြီးရွေးတုစစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲတွေဟာရွေးတုဆိုရစစ်တပ်ရဲ့ရက်တရားငြိမ်းချမ်းရေးစီမံချက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမှဖြစ်ပြီးအခုလိုတွေ့ဆုံမှုတွေဖြစ်မြောက်လာရေးမှာတရုတ်နိုင်ငံရဲ့တွန်းအားပေးမှုတွေကြောင့်ဖြစ်တယ်လို့MNDAA နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီးသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။ MNDAA နဲ့မဟာမိတ်ဖြစ်တဲ့တအန်းတပ်မတော် TNLA ကနေပြည်တော်ကိုတွားရောက်ပြီးရွေးတုဆိုရနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုစတင်ခဲ့ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းရှိအခြားလက်နက်ကိုင်ဖွဲ့စည်းတွေကိုပါအလားတူတွားရောက်ဆွေးနွေးဖို့ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။တရုတ်နဲ့ MNDAA ခေါင်းဆောင်ပိုင်းတို့ဟာဇူလိုင်လအတွင်း2ကြိမ်တိုင်တွေ့ဆုံခဲ့ပါတယ်။ဇူလိုင်လပထမပတ်ကယူနန်ပြည်နယ်ကွန်မင်းမြို့မှာMNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပထမကြိမ်တွေ့ဆုံခဲ့ပြီးဇူလိုင်လတတိယပတ်တရုတ်ကိုယ်စားလှယ်ဖွဲ့လောက်ကိုင်မြို့ကိုရောက်ရှိလာချိန်နေပြည်တော်ကိုတွားရောက်ပြီးငြိမ်းချမ်းရေးဆွေးနွေးဖို့MNDAA ကိုဒုတိယကြိမ်ထပ်မံတိုက်တွန်းခဲ့တယ်လို့သိရပါတယ်။အဲဒီလိုတွေ့ဆုံမှုနှစ်ခုကြားကာလအတွင်းမှာပဲလာရှိုးမြို့ရှိစန်းရှန်ကောင်ဟိုတယ်မှာရွေးတုစစ်တပ်ကိုယ်စားလှယ်ဖွဲ့နဲ့MNDAA တို့တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာရွေးတုစစ်တပ်ဘက်ကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်ရေးပါတဲ့တိန်နီမြို့ပါဝင်MNDAA ဒရုန်းဖြန့်နည်းပညာတွေဆက်သွယ်ဖြတ်တောက်တဲ့စက်ပစ္စည်းတွေနဲ့သတင်းချက်လက်တွေရရှိဖို့စေအုပ်စုဘက်ကတရုတ်ဆိုရစီအကူအညီတောင်းခံနေတယ်လို့တပ်မတော်သား CDM အရာရှိတွေရဲ့ပြောပြချက်အရသိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့ကနေပြည်တော်မှာမြန်မာနိုင်ငံဆိုင်ရာတရုတ်သံမန်ကြီးမှကြားနဲ့စေအုပ်စုဘက်ကတွေ့ဆုံချိန်မှာအခုလိုအကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။စေအုပ်စုဘက်ကတော့တပ်မတော်2ရက်ကြာနည်းပညာနဲ့သတင်းချက်လက်ပါဝင်နယ်ပယ်လိုက်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ထားပေမဲ့ဒါဟာတော်လိုင်းတပ်ဖွဲ့တွေကိုနှိမ်နင်းဖို့အကူအညီတောင်းခံတာသာဖြစ်တယ်လို့စီရေးလေလာသူ CDM ဗိုလ်ကြီးစင်ရောကသုံးသပ်ပြောဆိုပါတယ်။အခုစေအုပ်စုနဲ့တရုတ်တံမတ်တို့တွေ့ဆုံတာဟာတော်လိုင်းတပ်ဖွဲ့တွေကိုနှိမ်နင်းဖို့အတွက်နည်းပညာပိုင်းဆိုင်ရာအကူအညီထပ်တောင်းတဲ့အနေအထားမျိုးပါ။မြန်မာစစ်တပ်ဘက်ကတရုတ်ကိုနည်းပညာပိုင်းပြန်ပေးနိုင်စရာအကြောင်းမရှိပါဘူးလို့ CDM ဗိုလ်ကြီးစင်ရောက AR Times ကိုပြောပါတယ်။ဒါအပြင်တရုတ်ဆိုရစီကနေဒရုန်းဖြန့်နည်းပညာတွေနဲ့နယ်စပ်ဒေသကတော်လိုင်းတပ်ဖွဲ့တွေရဲ့သတင်းချက်လက်တွေကိုအဓိကအကူအညီတောင်းနေတာဖြစ်လို့တော်လိုင်းအင်အားစုတွေအနေနဲ့ဆက်သွယ်ရေးလုံခြုံရေးနဲ့နည်းပညာပိုင်းဆိုင်ရာတံပြန်ပြင်ဆင်မှုတွေအထူးပြုလုပ်ထားဖို့လိုအပ်တယ်။ရခိုင်ပြည်နယ်တောင်ပိုင်းရှိအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့တန်တွဲနဲ့ဂွားမြို့နယ်တွေကိုစစ်တပ်ကကမ်းတက်စစ်စင်ရေးပြန်လည်ပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပြီးလက်တွေ့အကောင့်ထဲမဖော်နိုင်တာကြောင့်လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ရွေးတုအစိုးရစစ်တပ်ဟာတန်တွဲနဲ့ဂွားမြို့နယ်တွေကိုကမ်းတက်စစ်စင်ရေးပြုလုပ်ဖို့အတွက်မုံတိုင်းစစ်စင်ရေးလို့အမည်ပေးပြီး AR နဲ့ရန်ကုန်တိုင်းတို့မှာတပ်အင်အားစုစည်းမှုတွေပြုလုပ်နေတယ်လို့စစ်တပ်နဲ့နှီးစပ်တဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ AR ရခိုင်ဆက်ကိုဇူလိုင်လကုန်ကနေအခုလဆန်းထိအင်အားပို့တာ900ဝန်းကျင်ရှိနေပြီးဂွာကန်းချီကိုလည်းစစ်သည်မော်3စီးမကလာပစ်တာမှလည်းအေးလှမ်းထူလို့ခုရပိုင်းနေပြီးတမ်းမကြတော့တာရသလောက်တိုးဖို့တော့စစ်တပ်ကလုပ်နေတယ်လို့သတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်ထိ AR တိုင်းနဲ့ရခိုင်ဆက်ကိုပို့ဆောင်လိုက်တဲ့တပ်တွေမှာအထိနာနေပြီးမိုးကားတွေနဲ့ပသိမ်ဘက်ပြန်ခေါ်နေရတဲ့အတွက်လိုအပ်တဲ့ဆင့်အားပြည့်မီအောင်မစုစည်းနိုင်သေးဘူးလို့သိရပါတယ်။ပို့ဆောင်လိုက်တဲ့တပ်တွေနဲ့အေးပူပေါင်းတပ်တွေမှာတာပေါင်းဘက်မှာဩဂတ်စ်လ12ရက်နေ့ထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။စစ်တပ်ဟာရင်ကလည်းတန်တွဲမြို့နယ်တခြားကိုကန်တက်စစ်စင်ရေးပြုလုပ်ဖို့ကြိုးပမ်းခဲ့ပြီးအခုကအဲ့ဒီမြို့နယ်တွေကိုကန်တက်စစ်စင်ရေးပြန်လည်ပြုလုပ်ဖို့ပြင်ဆင်နေတဲ့အတွက်ဆက်ဒေသတွေကရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။လက်ရှိမိုးရာသီကာလဖြစ်တဲ့ပြင်စစ်တပ်ရဲ့စစ်စင်ရေးပိုင်းဆိုင်ရာချိတ်ဆက်မရှိတော့တာတွေကြောင့်ကန်တက်စစ်စင်ရေးကောင်းထဲပေါ်ဖို့ဖြစ်နိုင်ခြေအလွန်နေပါတယ်လို့စီရေးစောင့်ကြည့်သူတွေကသုံးသပ်ပြောဆိုပါတယ်။ဒါအပြင်စစ်တပ်ဟာရခိုင်ဒေသအတွင်းရေကြောင်းနဲ့ကြီးကြောင်းကနေစစ်စင်နိုင်တဲ့စွမ်းရည်မရှိတော့တဲ့အတွက်လေကြောင်းကသာတိုက်ခိုက်မှုတွေပြစ်မှတ်ထားပြုလုပ်နေရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။